ကျွန်တော်ဟိုက TikTok ကနေပြီးတော့ညီလေးတယောက်ကဝေးသွားတဲ့အခါလေးဂီတာကျူတွေလေးပေါ့နော်အဲ့လေးလုပ်ပေးပါဆိုလို့ဒီကော့ကြီးကန်ရတာခက်လို့နော်အဲ့ဒါလေးနည်းနည်းပြောပြပေးပါဆိုပြီးတော့ဝေးသွားတဲ့အခါတီးလေးကျွန်တော်နည်းလေးကျွန်တော်တီးတက်လောက်လေးကျွန်တော်တီးတက်လောက်လေးပေါ့နော်ပြန်ပြောပြပေးပါမယ်ဝေးသွားတဲ့အခါမှာသူကkey up သူကသူ့မှာပါတဲ့ကော့တွေကသူက dim ကော့တို့7ဟိုနောက်ဒီ9 C9 တို့နောက် E augmented တို့အဲ့လိုတွေပါတော့နော်အဲ့ကြောင့်မနည်းနည်းလေးကြိုင်ရတယ်ခတ်တာပေါ့နော်ဟိုခါတိုင်းကြိုင်နေကြဟို major တို့ minor တို့ဟိုလွယ်လွယ်ကူကူကြိုင်လို့မရတော့ဘူးနော်အဲ့ကြောင့်အဲ့ဒါလေးနော်နည်းနည်းပြောပြပေးချင်ပါတယ်လို့ကျွန်တော်သိတဲ့လောက်ပဲပေါ့နော်ဝေးသွားတဲ့ခါကဝေးသွားတဲ့ခါမှာပါတဲ့ဝေးသွားတော့ဝေးမှာဝေးက F ဝေးသွားမှာကျတော့ F dinက3ခွက်မြောက်တဲ့3ခွက်မြောက်မှာ4မှာနံပါတ်4မှာလက်ညို2ခွက်မှာက2ကျိုးမှာကလက်ခလေ3ကျိုးကလက်တကြွယ်ပြီးတစ်ကလက်တန်းပါနော်ဒီခိုင်းတာပေါ့နော် F din ပေါ့နော်ဝေးသွားတဲ့မှာC7 မှာခါမှာ F din ရတယ်ပြီးနှလုံးသားမှာက C minorမြဲတော့ F din တော့မြဲစီရနော်ဆို B flat နော် B flat minor နီးရတော့ကျင်နာခဲ့ဘူးတဲ့တော့ B flat minor ချိန်ခါများ F ပြန်လေကရာယူဖို့ရမဖြစ်နိုင်တော့ဒီမှာသူက F sharp din မှာ F sharp din ဆိုဒီဘက်ကိုခုန F din ကိုဒီဘက်ကိုတစ်ခွက်တိုးလိုက်ရမှာပေါ့နော်အဲ့ပုံအခါမှာ G minor တော့လောက်ခိုင်းတယ်လောက်မတယ်နော် G minor AC ရင်ထဲမှာပြန်တန်းတာ B flat ပြန်တန်းတာမြင်အောင်လိုက်ပါအမှရိုက်ချက်လိုက်ပါလေမြင်အောင်လိုက်ပါ CBT ရနော် FCT ရိုက်တယ်ပြီးကုန်တန်လေးထွေးတော့ F minor လေးထွေးတော့မင်းအိမ်မပြောတဲ့တော့ B flat minor ပြီးမေးစရာထမပြီးအမှတော့ရိုက်ချက်ကလေးက C9 နော် C9 ကဒီ5ကျိုးရယ်5ကျိုးရယ်4ကျိုးရယ်5ကျိုးမှာလက်ခလေ5ကျိုးမှာလက်ခလေပြီး4ကျိုးမှာလက်တကြွယ်ဒုတိယကွာပေါ့နော်ပြီးရင်နောက်3ကျိုးမှာအဲတတိယအကွက်ကဲ3ကျိုးပြီးသူတတိယအကွက်ကဲ2ကျိုးမှာလက်တန်းပေါ့နော်ဒီလိုမြင်ရလားနော်C9 နော်အဲ့ဒါ3ချက်ပေါ့နော်ပြီးနောက်တစ်ပိုက်ပေါ့အဲ့တိုင်းမဲ့တီးတာပေါ့နော်ဝေးသွားတဲ့ခါအဲ့တိုင်းမဲ့ပထမ verse တက်ပိုက်တိုင်းပေါ့နော်အဲ့ဒါကျွန်တော်ဟိုသွားလိုက် chorus ကိုသွားလိုက်နော် verse 3မှတ်ရှိတယ်အဲ့တိုင်းမဲ့တီးတာနော် verse ကအဲ့လိုပုံစံမဲ့တီးတာပြီးဝေးသွားတဲ့ခါတော့မှာ chorus မှာဝေးသွားတဲ့ခါစစ်ဒီကြကဘာတစ်ခုမှာတော့ verse 2ရင်ပြီးဝေးသွားတဲ့ခါF7 ကိုကျွန်တော်ဒီလိုကိုင်တယ်နော်အဲ့ဒီမှာဒါ F ပြီးတော့ 7အဲ့ဒါကိုဒီမှာဒီက F ကိုယူပြီးတော့ဒီလိုကိုင်တယ်ပေါ့နော် F7 ဒီလက်နံပါတ်4ကျုံးမှာ3ခွက်မှာလက်ညိုးပြီး4ကျိုးလက်ညိုးပြီးရင်3ကျိုးက1 2 3 4 5ခွက်ပေါ့နော်3 5ခွက်ပြီးလက်ခလေက2ကျိုးလက်တန်းက5ခွက်1ကျိုးပေါ့နော်အဲ့လိုကိုင်းနေပြီးဝေးသွားတဲ့ခါမှာပြီးဒီ flat ပြီးကိုနှလုံးသားထဲမှာကြာ B dim ဖြစ်သွားတော့ B dim ကကျွန်တော် B dim ဘယ်လိုကိုင်းနေဒီ3ကျိုးပေါ့နော်3ကျိုး1အကွက်3ကျိုး1ကွက်မှာ3ကျိုး1ကွက်မှာလက်ညိုပြီး5ကျိုးက2ကွက်2ကွက်မှာလက်ခလေပြီးလက်တကြွယ်က4ကျိုး3ကွက်ပြီးရင်လက်တန်းက2ကျိုး2ကွက်ပေါ့နော်ဝေးကိုနှလုံးသားတွေကအချင်းနှင်းစီဟာပြန်ဆုံးတိုင်းဒီကနေ့တိုင်းဒီလမ်းစာအကြီးမိုင်းနာလမ်းစာဝေးပြန်သွားစီမြေသာပြီး F7 ဝေးသွားတဲ့ခါပြီး
reflect ပြန်တွေးတိုင်းတော့ beating ဖြစ်တာမယ်ပြန်တွေးတိုင်းတရားနေမဲ့ချင်နာသူအမှားသားလေးများဆိုပါမှာကြတော့ itemမဟုတ် item ဆို sorry e plus e augmented ပေါ့နော် e ဒီကောင်ဆိုရင်ဒါ e ကိုဒီလိုကိုင်းတာအဲ့ဒါကိုဒီကောင် e c ကိုင်းတဲ့ပုံစံမျိုးက c ရဲ့ c ကနေဒီ5ကျုံးမှာလက်တကြွယ်ပြီးရင်4ကျုံးမှာလက်ခလဲပြီးရင်ဒီတစ်ဟိုဟာလက်ညှိုးက3ကျိုးပေါ့နော်အဲ့လိုဒီ3ကျိုးပဲ5 4 3ပဲဥစားပေးဖို့နော်ဒီစင်မီလာမဒီနော်ဒီချမ်းမြန်နော်e augmented ပေါ့ e plus e နဲ့ဟို5ကျိုးရယ်ပြီးတော့5ကျိုးရယ်4ကျိုးရယ်ပြီး3ကျိုးမှာလက်ညှိုးပေါ့နော်5မှာပါလက်တကြွယ်5ကျိုး3ခွက်မှာလက်တကြွယ်ပြီးရင်4ကျိုး2ခွက်4ကျိုး2ခွက်မှာလက်ခလဲပြီးရင်လက်ညှိုးက3ကျိုး1ခွက်ပေါ့နော်အဲ့မှာဆိုရင်အဆိုးမှာအတဲမှာကအစီရှဲမှာတဲပြီး verse တွေမှာ verse တွေနောက်ဆုံးလို့ပဲအဲ့ C9 ပေါ့ C9 ကို3ကပေါ့နော် C9 ဆိုတော့နော် C9 ပြီး verse 3ကိုရောက်တော့အဲ့တိုင်းပဲပေါ့နော် way verse 1မှာတီးခဲ့တဲ့အတိုင်းပဲ way သွားဘေခံfirst one အတိုင်းပဲပေါ့နော်အဲ့တိုင်းပဲပြန်တီးရပါတော့ကဲနောက်ဆုံးမှာအဆုံးသတ်မှာဆိုရင်ဝေးသွားတဲ့ခါအဲ့လိုမျိုးဆုံးသတ်တယ်နော်ဝေးသွားတဲ့ခါအဲ့လိုဆုံးသတ်ပါတယ်လို့ခေါ်အားလုံးပဲအစီအစဉ်ရပါစေ